အားလုံးပဲမင်္ဂလာပါ။ဘာ secret channel ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ကျွန်တော် what is alcohol ပေါ့နော် alcohol ဆိုတာဘာ alcohol ဆိုတာဘာလဲဆိုရှင်းပါတယ် alcohol ကတော့ကျွန်တော်တို့တောက်လိုက်ရင်မူရည်စေတဲ့အရာပေါ့နော်။မူရည်စေတဲ့အရာမှာကျွန်တော်အမျိုးအစားတွေအများကြီး꿰သွားတယ်။မျိုးစားတွေအများကြီး꿰ကျွန်တော်ကရိုးရိုးရှင်းနေပြီကဒီထက်ပိုပြီးတော့ရှင်းနေသိချင်တယ်ဆိုကျွန်တော်နောက်ဗီဒီယိုကြလို့ရှိရင် alcohol အရက်ကိုဘယ်လိုလုပ်လဲအရက်ကဘယ်ကနေဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်အသေးစိတ်တွေပြန်ရှင်းပြမယ်။ရိုးရိုးနဲ့ရှင်းရှင်းလေးပြောရမယ်ဆိုရင် alcohol ဆိုတာမူရည်စေတဲ့အရာပေါ့ဗျာ။မူရည်စေတဲ့အရာမှာဒီအရက်တွေမှာအမျိုးအစားတွေအများကြီး꿰ပါတယ်။မျိုးစားတွေအများကြီး꿰ဆိုကျွန်တော်အဓိကပြောမယ့်အကြောင်းအရာကတော့ spirit ဆိုတာဘာလဲ။ liquor ဆိုတာဘာလဲ wine ဆိုတာဘာလဲ beer ဆိုတာဘာလဲပေါ့နော် brandy ဆိုတာဘာလဲ။ဒါကိုကျွန်တော်အနေနဲ့ရှင်းပြအောင်ဖြစ်ပါတယ်။ spirit ဆိုတာဘာလဲ spirit ဆိုတာကျွန်တော်တို့အရက်အပြင်းစားတွေပေါ့နော်အရက်အပြင်းစားတွေကျွန်တော် spirit လို့ခေါ်အရက်အပြင်းစားတွေပြောမယ်ဘောရခိုင်နှုန်းများတဲ့အရက်တွေပြင်းတဲ့အရက်ဟိုကျွန်တော်တို့က spirit ထဲမှာအကုန်လုံးရက်ပြင်းစားတွေအကုန်လုံး spirit လို့ခေါ်တယ်။ဒါ spirit တွေမှာဘာတွေပါမလဲဆိုလို့ရှိရင်ကျွန်တော်တို့ rum gin tequila vodka ဒီမှာ whiskey brandy ဟိုပါတယ်ပေါ့နော်အဲ spirit လို့ခေါ်တယ်။ဒီ alcohol လို့ပြောလိုက်တာ ਨੇ ဒါ wine တို့ beer တို့လည်းမိထားလို့မရဘူးဒီ wine beer cider ပေါ့နော်အဲဒီလည်းမိထားလို့မရဘူး wine ကတော့alcohol ပါစဉ်အနည်းဆုံး5ကနေပြီးတော့အများဆုံး16ရာခိုင်နှုန်းလောက်ရှိတယ် alcohol ပါစဉ်ပေါ့နော်ဒီကျွန်တော်တို့ beer ကတော့အနည်းဆုံး beer နဲ့ wine ကလည်းတိတ်မကွာခြားဘူးအနည်းဆုံး4ရာခိုင်နှုန်းကနေ3ရာခိုင်နှုန်း4ရာခိုင်နှုန်းကနေစပြီးတော့ကျွန်တော်တို့ဒီ7 73 14 16လောက်ထိရာခိုင်နှုန်းရှိတဲ့ beer တွေရှိပါတယ်အဲကျွန်တော်အနည်းဆုံးကျွန်တော်ပြောပြမယ်ဆိုရင်ဒီမှာဒါ Belgian beer တစ်ခုပဲပေါ့နော်ဒါ beer ဒါဆိုလို့ရှိရင်မကြည့်မြင်လားမသိဘူးအဲဆိုလို့ရှိရင်10 beer alcohol ပါစဉ်10ရာခိုင်နှုန်းရှိတယ်ဒါကလည်း beer ပဲဖြစ်ပါတယ်ဒါ beer ဒါကျွန်တော်တို့ sparkling wine ပေါ့နော်ဒါအမြုပ်ထားတဲ့ wine sparkling wine ဆိုဒါ sparkling wine ကတော့ဒီမှာဒီကဆိုလို့17ရာခိုင်နှုန်းရှိတယ်ဗျာအဲဒါဒီမှာမြင်ရလားမသိဘူးဒီမှာ17ရာခိုင်နှုန်းရှိတယ်17ရာခိုင်နှုန်းအဲ့ဒါကို alcohol ကျွန်တော် alcohol ရာခိုင်နှုန်းရှိတယ်အဲ့ဒါအကုန်လုံးကိုကျွန်တော်တို့ဒါက wine ဒါက beerနောက်မရှိတဲ့ rum gin tequila vodka whiskey ကျွန်တော်အနေငယ်ပြပြီဆိုတာဒါကတော့rum ပေါ့နော်ဒါက coconut rum မှာရာခိုင်ဒါ alcohol ရာခိုင်နှုန်းဘယ်လောက်ပါလဲဆိုရင်21ရာခိုင်နှုန်းပါတယ်21ရာခိုင်နှုန်းအခုကျွန်တော်ပြောပြတာဘာတွေက beginner လေးတွေတော့เนาะကျွန်တော်ပြောတာဒီဒါဘာမှမသိသေးတဲ့ညီငယ်ညီမငယ်လေးတွေတော့ကျွန်တော်အနေငယ်ရှင်းပြတာဖြစ်ပါတယ်ဒီလိုမျိုးဒါ rum ဒါက gin ဒါက tequila ဒါဆိုရင် vodka ဒါတော့ whisky ပေါ့နော်whisky အဲ့မှာကျွန်တော်တို့ဒီliquor ခုနပြော liquor ဆိုတာဒါ liquor ဆိုတာအရက်အပြင်းမှာကျွန်တော်တို့ခရင်တို့အချိုဓာတ်တို့ထပ်ပြီးထည့်ပေါင်းစပ်ထားတဲ့အရက်တွေပေါ့နော်အရက်အပြင်းမှာထပ်ပြီးတော့အချိုဓာတ်ပါညာခရင်ပါညာထည့်ပြီးတော့ပြန်လည်ပေါင်းစပ်ထားတဲ့ဒါအရက်ပေါ့နော်ဒါ liquor လို့ခေါ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီရက်တွေအကြောင်းဒီဘယ်ရက်ကဘာလဲဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ရှင်းပြသွားတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် peace out